Yoga Bhagodi Hibiya Pamiyan Galang Garondo Didogarani Hirangado Loka Hidaya Nato Namo Mahagarunikata Tata Yonato Viniya Yaswa Tatawai Chanda Siva Lula Donda Gomong Kadajin Nata Ninya Chinshino Myayali Kabagodi Hidi Grigava Ayedre Tinchado Vietnole Abemi Ayedre Daida Pobyajenga Masana Mano Kalandi Abdinchi Tinigava Shijado Kalapano Loka Hidaya Tata Loka I Josiva Alunga Adidogarani Osa the Chile Inga Nitaji Madami Danin the Tazani Sanini Jadita Wenga the Lunke no Murogo Garondo Beaji Yan Joko Atodo Muyadi Chivi Kiran Chimielo at that song the Yendano say one Goroi Bemaniendo Kadava Dana Jimpanya Swa Yodo Mugaya Shalimi Mahagaruni Gata Tadawamya Yaweta Gadu Tanachikim Mahagaruna Simpidomudo Rada Nada Winiyamya Swa Tadawai Chanda Sipa Lula Donda Gomong Kadaji Nata Minya Tushino Myapya Namo Yudi Pyong Pyong Mangoliovi Kero Yuju Shiko Jendi Atube Wedu Senzi Medi Chipazi the Di Tan Yosen Yamaduri yet no temane, Disagago, Yeran Jolly Shijan, Tan Yosen Pali Saga Ninegaro, Tan Yosana Tan Yosana, so that Paligo Yamalu David Mabiamene, Tan Yosen look Conida Tan Yosen David, Disagalunga Pobiade, David. Chin now Jin, now quite charging the Philip David. And you will tie us in it. To a bit of power be lesson, my us in Jew. Jews are cheese and nausea. Yawadu the coon and the coup. 20 Julie net cheese or talo she to a Yawadu Nakua, the coon and the cook web on the ball. Do they go level Julie net Daniama Chitalos in Kohodi in the Guana? Edelu now quite had Jew the poet. Now quite had it, Yaw, I also call it. Diniama Bodam Yasa, Hojalo, Tayosana. Now Jew Sura. Mimi say Tema, Shipon. Durai, now Jogli ship it. Erin now Jolly, and on the way the she man down Madina now, they would. Pimaga Joga, Chitalos in Tida. Eri Jogo, a little yogi or travel solution. Can I go have Pompiat one night? Kaimare Joha, Yotra Biro Madonna. Hori Tayos in Georgia, say Kama, Chinown Harapsida. Chinown Tamanamadi. Yotra in a diaro maya, Todo, and another Arabshin. Yombo along cat. Tayos in Joe. Say net Ayogo Shindwe Peter, Tayos in Joe. Yatama Georgia. Isi Tayosen, Ta Tayosen, Tami Tayosen, Sunyu Tayosen.
တကယ်တော့ပစ္စည်းရတဲ့တန်ရောစင်မဟုတ်ပါဘူးသားသမီးကလည်းတန်ရောစင်မဟုတ်ဆွေတွေမျိုးတွေကလည်းတန်ရောစင်မဟုတ်တန်ရောစင်ဆိုတာအဲ့ဒီနှစ်ခုကြားမှာဆက်သွဲပြီးတော့တွေ့တာနေတဲ့အတွေ့တာလေးကတန်ရောစင်ပါဖြုတ်လို့ဖြတ်လို့ရတဲ့အရာတစ်ခုအဖြုတ်မှားအဖြတ်မှားမယ်ဆိုရင်တန်ရောစင်မပြတ်ဖဲနဲ့ဒီပညာပြတ်လူတွေကပြောကြတယ်ဒီသားသမီးတွေမကောင်းလို့ငါတန်ရောစင်ဖြတ်လိုက်တယ်တန်ရောစင်ဖြတ်တာမဟုတ်သားသမီးအိမ်ကနေနှင်ချတာအဲ့ဒါသို့တော်လည်းဒီတန်ရောစင်ပြတ်သွားလားလို့ဆိုရင်ပြတ်ဘူးပစ္စည်းတန်ရောစင်ဆိုပစ္စည်းတွေစွန့်ပြရဒီပုံစံမျိုးကဒါတန်ရောစင်ဖြတ်တဲ့နည်းမဟုတ်ဘူးနော်တန်ရောစင်ဖြတ်တယ်ဆိုတာဆက်သွယ်မှုဆက်သွယ်ထားတဲ့အရာလေးကိုဖြုတ်တယ်ဥပမာမဲ့ဒီတဲ့ထင်ရှားအောင်ပြောမယ်ဆိုလို့ရှိရင်စက္ကူလေးနှစ်ခုဟာအတူတကွရှိနေတော့လဲထိုစက္ကူလေးနှစ်ချက်ဟာတစ်ခုနဲ့တစ်ခုကပ်ပြီးတော့မနေဘူးသို့တော့အဲ့ဒီစက္ကူနှစ်ခုကြားမှာဂလူးလို့ခေါ်တယ်ကော်လေးနည်းနည်းထည့်လိုက်မယ်ဆိုရင်ထိုစက္ကူလေးကပ်တယ်အဲ့တော့ဒီစက္ကူနှစ်ခုရဲ့တွေ့ကတ်သွားအောင်လုပ်ပေးတာကော်ပဲဖြစ်တယ်ဟိုစက္ကူကြောင့်ဒီစက္ကူကတ်တာမဟုတ်ဘူးဒီစက္ကူကြောင့်ဟိုစက္ကူကတ်တာမဟုတ်ဘူးအဲ့ဒီစက္ကူလေးနှစ်ခုခွာကျင်လို့ရှိရင်အလဲကကော်ကလေးပဲဖြောင်းကော်ကလေးအားပြော့သွားအောင်ကော်အစည်းလေးရော့သွားအောင်လုပ်လို့ရှိရင်ပွာသွားတာအဲ့တော့တွဲနေတိုင်းတန်ရောစင်မဟုတ်ဘူးပေါ့ဒါကြောင့်မို့ဘုန်းကြီးတို့တွေရုပ်ခန္ဓာကိုယ်ကြီးကိုကျိုးနဲ့ချီနှောင်ထားမယ်ဆိုလို့ရှိရင်အိုးနှောင်ထားမှချီနှောင်ထားမှသိတာနှောင်ကျိုးကြီးရှိမှသိတာသို့တဲ့စိတ်ရဲ့နှောင်ကျိုးတွေကပို့ပြီးတော့များတယ်စိတ်ရဲ့နှောင်ကျိုးတွေကိုသိအောင်လုပ်ဖို့အရေးကြီးတယ်ကိုယ်ကာယကြီးကဘလောက်လွတ်လပ်တယ်လို့ထင်စိတ်ထဲမှာရှိတဲ့တန်ရောစင်ကြိုးလေးတွေမပြတ်သေးဘူးဆိုရင်ဘယ်တော့မှမလွတ်လပ်ဘူးအဲ့ဒီတန်ရောစင်ကြိုးလေးတွေကိုဘယ်ပုံပဲနည်းဖြတ်တဲ့နဲ့တန်ရောစင်ဆိုတာဘာတွေလဲဆိုတာကိုပထမတွေးအောင်ရှာပြီးထိုတန်ရောစင်ကိုဘယ်ပုံပဲနည်းဖြတ်ရမယ်ဒါတရားပဲတရားနိလန်းနဲ့ဖြတ်မြတ်စွာဘုရားကအဘိဓမ္မာမှာတန်ရောစင်10မျိုးဟောထားတာရှိတယ်သုတ္တန်တွေမှာလည်းတန်ရောစင်10မျိုးဟောထားတာရှိတယ်အသုံးကလေးလောက်ပဲခြားနာမှုရှိပါတယ်ဒီနေရာမှာတန်ရောစင်10မျိုးဆိုတာအဘိဓမ္မာမှာလာတဲ့တန်ရောစင်10မျိုးမပြောဘဲနဲ့ဘုန်းကြီးတို့သုတ္တန်မှာလာတဲ့တန်ရောစင်5မျိုးခွဲထားတဲ့5မျိုးစီခွဲထားတဲ့တန်ရောစင်ကိုပြောတန်ရောစင်10မျိုး5စုစီခွဲလိုက်တဲ့အခါ5ခုစီအစုခွဲလိုက်တဲ့အခါ2မျိုးဖြစ်လာပထမအစုကပါဠိလိုဩရံဘာကိယဩရံဆိုတဲ့စကားလုံးကဒီဘက်ကံဒီမှာအတွင်ပိုင်းဒီလိုသိတယ်ဘာကဩရံဘာကအတွင်ပိုင်းဣယဆိုတာဖြစ်အတွင်ပိုင်းမှာဖြစ်စေတဲ့တန်ရောစင်အတွင်းဆိုတာဘုန်းကြီးတို့တွေနေတာကာမဘုံပဲအဲ့ဒီကာမဘုံဆိုတဲ့အတွင်းပိုင်းမှာတည်ရှိနေအောင်ချီနှောင်ထားတဲ့တန်ရောစင်ကျိုးဩရံဘာကိယတန်ရောစင်လို့ခေါ်တယ်အဲ့ဒီတန်ရောစင်ကျိုးတွေမပြတ်သေးသမျှဘုန်းကြီးတို့တွေဟာအပယ်လေးပုံနဲ့ခဏခဏရောက်ကြကျိုးရှိနေတာဆွဲချခံရကျိုးရှိရင်ကျိုးဆွဲတဲ့နောက်လိုက်သွားကြအပေပုံရောက်ချင်ကြလားဆိုဘူးမှမရောက်ချင်သို့တော့ကျိုးရှိလို့ရှိရင်ဆွဲချလေးတပင်စွန်လွတ်ထားတယ်လို့ပဲပေါ့
စွန်မှာကျိုးမပြတ်သေးလို့ရှိရင်အောက်ကနေဆွဲပြီးတော့တင်အဲ့ဒါမျိုးလိုပဲအောက်ကဆွဲတဲ့ကျိုးက၅ချောင်းရှိတယ်အဲ့ဒီ၅ချောင်းကဘာလဲလို့ဆိုလို့ရှိရင်နံပါတ်1ကသက်ကာယဒိဋ္ဌိသက်ကာယဒိဋ္ဌိဆိုတာမှားရင်းတဲ့အယူဆတရားသက်ကာယဆိုတဲ့စကားလုံးကအဓိပ္ပာယ်ကသဆိုတာတကယ်ရှိတဲ့ကာယအစုတကယ်ရှိတဲ့အစုဆိုတာဘာလဲဆိုရင်ခန္ဓာ၅ပါးတကယ်ရှိရုပ်ရှိတယ်ဝေဒနာရှိတယ်သင်ညာရှိတယ်သင်္ခါရရှိဝိညာဏရှိလူတွေမှာလိုက်ပြီးတော့အကျဉ်းချင်းကြည့်လိုက်ရင်လည်းသိတယ်ရုပ်ခန္ဓာကိုယ်ကြီးရှိနေတယ်ရုပ်ခန္ဓာကိုယ်ကြီးဆိုတာဘာလို့ကျမ်းပြပြောရင်မျက်စိနာလျှာကိုယ်ဟောတာရုပ်ခန္ဓာကြီးပဲเนาะ body ပေါ့ရုပ်ခန္ဓာကြီးရှိနေတယ်အဲ့ဒီအရှိကိုသက်ကာယလို့ခေါ်တယ်တကယ်ရှိနေတာသက်ကာယဝေဒနာလူတွေမှာခံစားမှုရှိဝေဒနာလို့ဆိုလိုက်တာနဲ့ယောဂနဲ့သွားမတွေ့ဘူးဒီနေရာမှာဝေဒနာဆိုတာယောဂကိုပြောတာမဟုတ်ဘူးเนาะဗမာစကားမှာယောဂနဲ့ဝေဒနာရောတယ်ဝေဒနာဆိုတာစိတ်ရဲ့အတွေ့အကြုံလေးအာယုတစ်ခုမြင်လို့ကြားလို့ပျော်သွားရင်လည်းစိတ်ရဲ့အတွေ့အကြုံတစ်ခုအာယုတစ်ခုမြင်လို့ကြားလို့ကြောက်လန့်တုန်လို့သွားရင်လည်းပဲစိတ်ရဲ့အတွေ့အကြုံတစ်ခု mental feeling ပေါ့ mental experience အတွေ့အကြုံလေးတွေရသွားဒါဝေဒနာလို့ခေါ်တယ်မြန်မာလိုပြန်တော့ဝေဒနာဆိုတာခံစားရတယ်လို့ဒီလိုသုံးခံစားရဲဆိုတာတစ်ခါတရံကြတော့ခံစားနေရတာမကောင်းလိုက်တာဆိုဆင်းရဲတာနဲ့သွားပြီးတွေးမိတတ်သေးတယ်စံစားတာကြတော့အကောင်းခံစားတာကြတော့အဆိုးလို့ဗမာစကားမှာဒီလိုရောထွေးသွားနိုင်သေးတယ်ဒါကြောင့်မို့ဝေဒနာဆိုတာအာယုံနဲ့အတွေ့အကြုံရသွားတာပြောဥပမာပဲနှစ်သက်စရာအာယုံလေးကိုတွေးလိုက်လို့ရှိရင်နှစ်သက်သွားတယ်ဂျင်းတတ်တာဒါအတွေ့အကြုံလေးတစ်ခုတော့အင်္ဂလိပ်လိုတော့ feeling လို့ပြန်တာပေါ့နော်ဝေဒနာအဲ့ဒီဝေဒနာဆိုတာတကယ်ရှိတာစိတ်ထဲမှာလူတိုင်းမှာခံစားမှုဆိုတာရှိတင်ညာတစ်ခါကြုံထားလို့ရှိရင်မှတ်တယ်ဆိုတာရှိတယ်လူတိုင်းမှာမှတ်တယ်အဘိဓမ္မာသဘောအရမှတ်တာဘာနဲ့မှတ်တယ်ဆိုတော့ဒီတင်ညာကမှတ်ပေးတာပဲအာယုန်နဲ့တစ်ခါကြုံလိုက်ရင်သူကမှတ်လိုက်တာသူအမှတ်ကောင်းလို့ရှိရင်ခိုင်ရဲတာလူတွေကအဲ့ဒီစိတ်အမှတ်ပေါ်မှာအားမလို့အားမရဖြစ်ပြီးတော့ဘာနဲ့မှတ်ကြလို့ဆိုတော့ဘောပင်တို့စာရွက်တွေနဲ့လည်းမှတ်ကြတာပေါ့ဒါလည်းမှတ်တာပဲပေါ့ဟုတ်တယ်အဲ့ဒီအမှတ်နဲ့နောက်ထပ်ပြန်သိအောင်ပိုးခိုင်မြဲအောင်လုပ်တဲ့သဘောတကယ်ကတော့စိတ်မှာသူ့ဘာသူမှတ်တဲ့သဘာဝလေးတစ်ခုရှိတယ်ပေါ့အဲ့ဒါကိုတင်ညာလို့ခေါ်တယ်အဲ့ဒီတင်ညာကလည်းတကယ်ရှိတာပဲသင်္ခါရဆိုတာကြံတာတွေးတာစိတ်ဆိုးတာစိတ်ကောက်တာကအစအကုန်လုံးစိတ်ထဲမှာဖြစ်ပေါ်တဲ့သဘာဝတရားအလုံးကိုသင်္ခါရလို့ခေါ်တယ်။အဲ့ဒီသင်္ခါရအစုကြီးကလည်းလူတွေရဲ့စိတ်ထဲမှာနေ့စဉ်ရှိနေတာပဲ။ကိုယ့်ဟာကိုယ်ရှုဆင်ရင်သုံးသပ်ကြည့်လို့ဆိုရင်ဒီသင်္ခါရဆိုတဲ့ mental formation ပေါ့စိတ်နဲ့ပတ်သက်လာတဲ့စိတ်ထဲမှာဖြစ်ပေါ်လာတဲ့စေတသိက်တရားတွေဟာလည်းတွေးရှိနိုင်တာပဲ။နောက်လူတွေပြောနေကြတဲ့စိတ်ဆိုတာဝိညာဉ်နဲ့ခန္ဓာဝိညာဉ်နဲ့ပြောတဲ့အခါမှာမြန်မာပြည်မှာအဓိပ္ပာယ်က2မျိုးထွက်တယ်ပါဠိစာပေမှာဝိညာဉ်ဆိုတာဝိညာဏဆိုတာစိတ်ကိုပဲပြောတယ်သို့တော့လူတွေကတဦးတယောက်သေသွားလို့ရှိရင်ဝိညာဉ်တို့ဘာလို့ပြောတာအသက်ကိုရည်စူးပြီးတော့နော်ဝိညာဉ်ဆိုပြီးတော့ပြောနေကြဝိညာဉ်ကမကျွတ်လွတ်သေးဘူးဝိညာဉ်ထွက်သွားတယ်ဒီလိုပြောနေကြသို့တော့အဲ့ဒီစကားတွေကရောထွေးမှုတွေဖြစ်စေတယ်တကယ်စာပေရဝိညာဉ်ဆိုတာဘာလို့ဆိုရင်အာယုံကိုသိတတ်တဲ့သဘောတရားလေးဘုန်းကြီးတို့တွေမှာရှိနေတဲ့အသိစိတ်ကလေးကိုပြောတာကောင်းပြီအဲ့ဒါကိုခန္ဓာ၅ပါးရုပ်ဝေဒနာသင်ညာသင်္ခါရဝိညာဉ်လို့ဆိုခန္ဓာ၅ပါးတကယ်ရှိတယ်အဲ့ဒီတကယ်ရှိတယ်ဆိုတာကိုသက်ကာယလို့ပြောတယ်နော်သဆိုတာရှိတယ်ကာယဆိုတာအစုခန္ဓာတကယ်ရှိနေတာကခန္ဓာ
Eddie the Gashi de Poma a tree attending when la loshi, the mutant one. The Gashi that got do the Wawa to Shida, could tree like the Kajaro, the beautiful Bola. A tree pong yeti de Jaro, Tamum hold up. You go balo tweedles in or Napai Nahalu tweeded. We don't know leve, Tavara Miere, a yard tweeded. Then Yadinkara when you know leve. Kanagura Mashide, Atasure, Sanson and Yalikuga, Matelu, Lungsore, Tide, Damuri Tobilo, Yusa, Kanangaba Goma, Mayune Yusa, Taniabian Joy, Atasure Yusa. Ada would a Kadian, Nalu Yora. Nalu Yora, the Bawa de Yago, the Bawa de Yalu, Mamie Mene. You sat the Yane, the King Asura Shide, Sweland Wale. India Nangama, Urayasa, Mapuinga. When they did say, who put better now tea. You can't have a better below. Atasure, you sat yes. Era go yes of Yathan and Goromiaga, cheap shep below, another like another on. Era Atasuralia, David a paros. Kanagoji with Chiso needed pension. Kanagoji ma Chiso needed pension lation. The Kanagoji get seat on lotion, any pension near Tradavi, not a Kanago Kusha to do that. Pamane do also late Yasan and cousin. They don't in Libya near Travi, not any wins are a little Donya. Edilu Kanagorega. At least I go chizzy, Kandaja go chizzy, Kugu. Tawara Mere Ayali, Pansure Ayali. So Bido. Shusa Bido needed a 10 year nego, Dati to call. Tagayane Dati, Naku Bonle Deka, Tagaya Dati. Tagayas or the Gashi needed Kanaboma, a Twima, Mari, Mani, you sat the Yard to the door. Eddie is you saw Hallelujah. Chima had it, now you eat the say Tema, now you data. Hayadiaro, Nayalu, Namo, Adamo, Husura, the Tinga, the Kanamia or Dimi Jare, Todo Hayadiaro, we convolution, Nasure, usually a Pianama teacher. The bay illusion, Piano Lao Mame Kita Kanamia. The Yaramago, Nalaya, Dobo. The Yaramago, Legend Layado. Tila, Dilia, the canal of Peshata. Ero di Juga, she needed. Eddie Juga, Madende, short be like the Akama. Hola, Diana, Lucian, Juba Demon, Julie, your daughter, Juga of Dana, to the Pure. Pega did he go, Nase, look. Yes, I got Canada Varabama, Tagadi, the Anta Jisabama, Lenushi. Eri Lenu with Chibiron, Kanangava, Lingali, Nasebo, Nasepseda. Daga do Maduni, you such it. The Usasura, the only day of bed to Malay. A Miensale, the only day of Madudi, the job. My unit is Usaria, the Roma Madu. Manganet Bawa de Asa, the Kude would do. Mayune Usari Jaro, Putina Guyuja. Ero Adane Padevi, the Chua Guru Usado, Yone Padella Lucian. Yoji Ada Divi Yoji. Tilu Usare, Ogunua Shi. Adane Yone Ada, Duluwe. Hello Obama Beta. Nilayan Lego. Nilayan Lego. Hoyro de Piana Mili Tonda Lucian, Eddie Piana Mili doubted million Linia. Eddie million lady million Limiades, do a saying Lego Minia. Million lady being ascending million ascend to do best. Eddie you sab you, Ada the Yodi Adado. My unit you sat the Chipona.
နောက်တစ်ခုကျတော့ဒီယုတ်ကြီးကိုအတ္တလို့မပြောဘူးအတ္တဆိုတဲ့အရာမှာယုတ်ရှိတယ်လို့ပြောတယ်အတ္တဆိုတဲ့အရာမှာယုတ်ကြီးကရှိနေတယ်အဲ့တော့အတ္တမှာယုတ်ရှိတယ်ဆိုတော့အတ္တကကြီးရင်ယုတ်ကြီးကြီးတယ်အတ္တကသေးရင်ယုတ်ကြီးယုတ်ကသေးတယ်ပေါ့ဒီလိုပုံစံမျိုးအတ္တမှာယုတ်ရှိနေတယ်လို့ယူဆတာတစ်ခုနောက်တစ်ခုကျတော့ဘုန်းကြီးတို့တွေရဲ့ရှိတဲ့ခန္ဓာကိုယ်ယုတ်ကြီးဟာအတ္တပေါ်မှာတည်နေတယ်အတ္တကိုနှီးပြီးတော့ဖြစ်နေရတယ်လို့ဒီလိုယူဆတဲ့ပုဂ္ဂိုလ်ကလည်းရှိတယ်နောက်တစ်နည်းကျတော့ဟောဒီယုတ်ကြီးဟာယုတ်အတ္တဟာဟောဒီယုတ်ပေါ်မှာတည်နေတယ်ဒီလိုယူဆအဲ့တော့အတ္တကယုတ်ပေါ်မှာတည်နေတယ်ယုတ်ကအတ္တပေါ်မှာတည်နေတယ်ဥပမာလေးတွေနဲ့ပြောမယ်ဆိုလို့ရှိရင်ပန်းမွင့်လေးတစ်ပွဲကြည့်အနံ့ဟာဘယ်မှာရှိတယ်ပန်းမွင့်မှာရှိအနံ့လေးကပန်းမွင့်ပေါ်မှာတည်နေတယ်လို့အတ္တလေးဟာယုတ်ပေါ်မှာတည်နေတယ်ဒီလိုကြံ့ကြံ့ဖန်ဖန်တွေးတာပြောတာနော်ခံရတဲ့အရာတစ်ခုရှိနေတယ်လို့အဲ့ဒါလို့အတ္တနဲ့ပတ်သက်ပြီးယူဆချက်၄ရက်ဝေဒနာနဲ့ပတ်သက်ပြီးတော့ယူဆချက်၄ရက်တင်ညာနဲ့ပတ်သက်ပြီးယူဆချက်၄ရက်သင်္ခါရနဲ့ပတ်သက်ပြီးယူဆတယ်၄ချက်ဝိညာဏနဲ့ပတ်သက်ပြီးတော့ယူဆချက်၄ရက်လို့ဆိုအားလုံးတက္ကရာဒိဋ္ဌိ20လို့ပြောအဲ့ဒီတက္ကရာဒိဋ္ဌိ20ဟာဘုရားမြတ်စွာသာသနာနဲ့တွေ့လို့တရားဓမ္မတွေနာရတဲ့အခါကျတော့မမှန်ဘူးဆိုတဲ့အတွေးတွေငယ်စဉ်တောင်ကြီးကလေးဘဝတွေဘုရားတရားတွေသိရုပ်နဲ့နာမည်ရှိတယ်ဆိုတဲ့အသိလေးကြောင့်ထိုတက္ကရာဒိဋ္ဌိဆိုတဲ့အတွေးတွေခိတ္တခဏငြိမ်ဝတ်နေတယ်တင်းထားတဲ့ကျိုးလေးဟာရော့တယ်သို့တော့မရှိတာမဟုတ်ရှိနေတယ်အဲ့ဒီတက္ကရာဒိဋ္ဌိဆိုတဲ့ကျိုးကလေးရှိနေသေးလို့ရှိရင်အပေကိုသွားစေတတ်တဲ့ကိလေသာတွေလောဘတွေဒေါသတွေမောဟတွေဒီနေ့မဟုတ်ဒီနေ့လုံးမိမယ်လုံးမိလို့ရှိရင်အပေပုံနဲ့အဆက်အသွယ်မပြတ်ဘူးတက္ကရာဒိဋ္ဌိမပယ်နိုင်သေးသမျှအပေပုံနဲ့ကြိုးတန်းထားတော့မှရှိသေးတယ်ဒါကြောင့်မို့မရောက်ချင်မဲ့လည်းရောက်သွားမှာအဲ့ဒီတက္ကရာဒိဋ္ဌိကိုကြောက်ချင်လို့ရှိလူရတဏ္ဍမှာယုံနဲ့နာကလွဲလို့ဘာမှမရှိဘူးယုံနဲ့နှစ်ခုတာလည်းရှိတယ်ဒီလိုလဲကြားလဲကြားနာရမယ်သင်လဲသင်ယူရမယ်အဲ့ဒါကိုလည်းလက်တွေ့ကျင့်သုံးပြီးတော့ရှုမှတ်ရမယ်ရှုမှတ်လို့သဘောကျလာပြီးအသိဉာဏ်တစ်ခုရလာပြီဆိုနာမရူပပရိစ္ဆေဒါနာနဲ့ယုတ်ဒီနှမျိုးကလွဲလို့ဘာမှမရှိဘူးခုနပြောတဲ့တွေးကြံထားတဲ့အတ္တဆိုတာကိုခုမှမရှိဘူးအဲ့ဒါလို့ရှင်းရှင်းလင်းလင်းသိသွားဘယ်သူကဖယ်ရှားလိုက်တော့ဆိုနာမရူပပရိစ္ဆေဒညာဖယ်ရှားလိုက် analytical knowledge of mind and matter analytical knowledge of mind ယုံနဲ့နာနှစ်ခုကွဲသွားပြီယုံနာတဘာဝအစစ်အမှန်ကိုမြင်လိုက်တာနဲ့တပြိုင်နက်တက္ကရာဒိဋ္ဌိကရောကြသွားနောက်ဆုံးသောတပန်ဖြစ်သွားပြီဆိုတဲ့အခါမှာဒီတက္ကရာဒိဋ္ဌိကလုံးဝကင်းစင်သွားကျိုးလုံးဝပြတ်သွားတက္ကရာဒိဋ္ဌိဆိုတဲ့ဒီတန်ရောစဉ်ကျိုးဟာသောတပန်ဖြစ်သွားပြီဆိုပြတ်ပြီးမပြတ်သေးလို့ရှိရင်ဘုန်းကြီးတို့တွေရဲ့စိတ်ကလေးဟာဟောဒီခန္ဓာ၅ပါးကိုပဲအတ္တလို့ထင်နေတဲ့အထင်အမြင်လေးဟာစိတ်ကလေးနဲ့အဲ့ဒီအထင်အမြင်လေးဟာနှစ်ခုခြိထားတယ်ခြိထားသည့်အတွက်ကြောင့်ခွာလို့မရအဲ့ဒီအတွေးအထင်အာယုံလေးနဲ့ခုဒီစိတ်ကလေးကခြိနှောင်ထားသည့်အတွက်ကြောင့်ဒီအတွေးဟာခဏခဏဝင်လာတယ်ပေါ့ဒါကြိုးရှိနေတယ်ဆိုတဲ့ခြိထားလို့ရှိရင်တခြားရောက်မသွားဘူးဒီအတွေးပဲပြန်ဝင်လာအေးသောတပန်ဖြစ်သွားလို့ရှိရင်တော့အဲ့ဒီစိတ်ကလေးကိုခြိနှောင်ထားတဲ့တက္ကရာဒိဋ္ဌိလို့ဆိုတဲ့ဒီနှောင်ကြိုးကိုဖယ်ရှားပြလိုက်နိုင်တယ်ဘာကိုမြင်ပြီးတော့နှောင်ကြိုးဖယ်ရှားလိုက်နိုင်တာတော့လို့ဆိုတကယ်ယုတ်ဓမ္မနန္ဓမတွေရဲ့မမြဲတဲ့သဘောတွေကိုမပိုင်တဲ့သဘောတွေ
ရှင်းရှင်းကြီးမြင်ပြီးတော့သင်္ခါရတရားတွေရဲ့သဘာဝကိုရှင်းရှင်းကြီးမြင်ပြီးသင်္ခါရတရားချုပ်ငြိမ်းတဲ့နိဗ္ဗာန်ကိုလည်းရှင်းရှင်းကြီးမြင်သွားတဲ့အခါကျတော့လွဲမှားနေတဲ့အယူဆတွေအားလုံးကိုဖယ်ရှားလိုက်နိုင်တယ်။ဒါကြောင့်မို့သောတပတ္တိမေကိုဓတ္တနာလို့ခေါ်ဓတ္တနာဆိုတာနိဗ္ဗာန်ကိုမြင်တာသူအဆင့်မြင့်ဆုံးမြင်တာနိဗ္ဗာန်နိဗ္ဗာန်ကိုမမြင်ခင်သူ့ရဲ့အခြေခံအနေနဲ့ဝိပဿနာဘာတွေမြင်တော့ဆိုသင်္ခါရတရားတွေရဲ့ဖြစ်မှုပြမှုတွေမြင်အဲ့ဒီမြင်မှုတွေအားကောင်းလာတဲ့အခါသင်္ခါရတရားတွေဖြစ်တာပြက်တာတွေမြင်နေတဲ့မြင်မှုအားကောင်းလာတဲ့အခါနောက်ဆုံးသင်္ခါရတွေလုံးဝချုပ်သွားတဲ့အဆင့်ကိုသွားမြင်တယ်ပေါ့အဲ့ဒါနိဗ္ဗာန်ကိုမြင်တာပဲပေါ့အဲ့ဒီလိုကိုမြင်လိုက်တာနဲ့တပြိုင်နက်ခုနအတွေးတွေဟာနောက်ထပ်ဘယ်တော့မှမလာတော့ကျိုးဟာလုံးဝပြတ်သွားပြီပေါ့အဲ့ဒီတက္ကရာဒိဋ္ဌိဆိုတဲ့ကျိုးလုံးဝပြတ်သွားပြီဆိုလို့ရှိရင်နောက်ထပ်ကျိုးတစ်ချောင်းလည်းယက်တည်နိုင်စွာမရှိဘူးပါတော့ဆိုရင်ဝိသိကိစ္စဝိသိကိစ္စလည်းပဲနှောင်ကျိုးပဲစိတ်နဲ့အာယုံကိုနှောင်ထားတာနှောင်ကျိုးဖြစ်သည့်အတွက်ကြောင့်ဝိသိကိစ္စပေါ်လာတဲ့အခါစဉ်းစားလိုက်တိုင်းမဝေခွဲနိုင်ဘူးဒါကဟုတ်မဟုတ်ကလားတရားဆိုတာရောဟုတ်မဟုတ်ကလားတရားကိုကျင့်လို့နိဗ္ဗာန်ဆိုတာရောဟုတ်မဟုတ်ကလားရနိုင်တာမှန်ရင်လားနဲ့ဆိုတဲ့အတွေးတွေမရှင်းသေးဘူးဒီဘဝမှာတရားအားတွေကောင်းလို့ဝိသိကိစ္စမရှိဘူးဆိုတာမကောင်းတဲ့ပတ်ဝန်းကျင်ရောက်သွားပြီဆိုလို့ရှိရင်ဒီအတွေးတွေဝင်လာမှသိကြတယ်နော်ခိတ္တခဏငြိမ်ဝတ်နေတာလားဖြစ်တက္ကရာဒိဋ္ဌိဆိုတဲ့မှားရတဲ့အယူဆကြီးတရားကိုဖယ်ရှားလိုက်နိုင်တာနဲ့တည်းနဲ့တန်တရားဆိုတဲ့ဝိသိကိစ္စကိုလည်းဖယ်ရှားလိုက်နိုင်တယ်ဆိုတော့ကျိုးနှစ်ချောင်းပြုတ်သွားတက္ကရာဒိဋ္ဌိဝိသိကိစ္စဆိုကျိုးနှစ်ချောင်းပြုတ်သောတပန်ဖြစ်သွားပြီဆိုရင်ဒီကျိုးနှစ်ချောင်းပြုတ်အဲ့ဒီကျိုးနှစ်ချောင်းပြုတ်သွားတာနဲ့တပြိုင်နက်အပယ်နဲ့လမ်းပိတ်လိုက်တာအပယ်သွားတဲ့ကျိုးလုံးဝမရှိဘူးမရှိတော့ဆွဲချစရာကျိုးမရှိတော့ဘူးဆက်သွယ်ပြတ်သွားပြီလို့ပြောတယ်ဒီထဲမှာနောက်ထပ်သောတပန်တိမဲ့ရလို့ရှိရင်ပယ်တဲ့ကျိုးတစ်ချောင်းရှိတယ်အဲ့ဒါလည်းပဲမှားယွင်းတဲ့အယူဆနဲ့ပတ်သက်တယ်ဒါကဘာလို့ဆိုသီလပတ္တပရမာသသီလဆိုတာအလေးအထကိုပြောတာအခုခုနဆောက်တည်တဲ့၅ပါးသီလတို့ဘာတို့ဒါမျိုးပြောတာမဟုတ်စကလုံးတူပေမဲ့လို့မတူတာကိုအဓိပ္ပာယ်မတူတာကိုသိရသီလဝတ္တပရမာသအလေးအထတစ်ခုအဲ့ဒီအလေးအထကိုလိုက်နာကျင့်သုံးမယ်လို့ဆောက်တည်ခုနကပါဏာတိပါဒဝေရမဏိသိက္ခာပဒံသမာရိယမိသမာရိယမိဆိုဆောက်တည်လိုက်တယ်ဆိုတာဒီတိုင်းလိုက်နာမယ်ဒီတိုင်းလုပ်မယ်လို့ဆုံးဖြတ်ထားတာဒါကိုဘောင်းလို့နော်ဒိဋ္ဌာန်လိုက်တာပေါ့ဒါလုပ်မယ်ဆိုတာဒိဋ္ဌာန်လိုက်အဲ့ဒီလိုဆောက်တည်လိုက်တာလက်ခံတာကျင့်သုံးမှုရလုပ်လိုက်တာကိုဝတ္တလို့ခေါ်အလေးဓာတ်တစ်ခုကိုလုပ်မယ်လို့သူကပဲသဘောမှာတတ်လို့စားမယ်လို့ဆောက်တည်လိုက်တာဝတ္တပေါ့နော်ကျင့်သုံးတာအခုဒီနေရာမှာသီလဆိုတာအလေးထားတစ်ခုအမူအရာတစ်ခုဝတ္တဆိုတာဆောက်တည်အဲ့ဒီအမူအရာနဲ့ဝတ္တကိုဘယ်လိုမှားမှားယွင်းယွင်းပရမာသဆိုတာမမှန်မကန်ရှုမြင်သုံးသပ်တာဆိုပါစို့လူတွေရဲ့အမူအကျင့်အလေးအထားနဲ့တိရစ္ဆာန်တွေရဲ့အမူအကျင့်အလေးထားမတူဘူးလေဒီမှာခွေးတစ်ကောင်ရဲ့အမူအကျင့်နွားတစ်ကောင်ရဲ့အမူအကျင့်အလေးထားမတူဘူးသို့တော့အဲ့ဒီအလေးအကျင့်တွေကိုနွားတစ်ကောင်ရဲ့အလေးအကျင့်ဟာသူကတွေးကောင်းတွေးလိုက်မယ်ဩနွားဆိုတော့ဘူးမှအန္တရာယ်မပေးဘူးဘလုံးအေးချမ်းတယ်မျက်စားတယ်သူဘယ်သူမှဒုက္ခမပေးဘူးအမတန်နဲ့သိခံစိတ်ရှိသူ့လိုငါကျင့်ကောင်းမှာဒီလိုအတွေးမဝင်နိုင်ဘူးလားဝင်လာတယ်နော်အဲ့လိုဝင်လာသည့်အတွက်ကြောင့်နွားရဲ့ပုံပန်းတဏ္ဍာကိုယူပြီးတော့နွားလိုနေမယ်နွားလိုကျင့်မယ်ဆိုတာကိုဆောက်တည်လိုက်အဲ့ဒါကိုခေါ်ဝတ္တ go by practice မြတ်စွာဘုရားလက်ထက်ကတကယ်နွားလိုကျင့်တဲ့ပုဂ္ဂိုလ်တွေရှိသူတို့ကျင့်တာလေသူတို့ရည်ရွယ်ချက်ကတော့ဘာလို့ဆိုနွားလိုကျင့်လို့ရှိရင်အကုသိုလ်ကံတွေကုန်ပြီးတော့တဏှာဝကလွတ်နိုင်တယ်လို့ယူဆယုံကြည်တာမှားရတဲ့ယုံကြည်ချက်နဲ့လုပ်တာမှားရတဲ့အမြင်နဲ့လုပ်ထို့တူပဲ
ခွေးလိုຫນွေခွေးလိုကျင့်လို့ရှိရင်လည်းဒီတန်တရားဝကလွတ်နိုင်တယ်လို့ယူဆပြီးတော့ခွေးအကျင့်ကိုလက်ခံကျင့်သုံးနေတယ်သီလပတ္တပရမတ္ထဆိုအဲ့မှမယရင်သုံးတတ်တာတန်တရားဝကမလွတ်နိုင်ပဲနဲ့လွတ်တယ်လို့သုံးတတ်တယ်မှားရွံ့တဲ့သုံးတတ်ချက်ပေါ့အရာတစ်ခုကိုမှားရွံ့တဲ့သုံးတတ်ချက်နဲ့လိုက်နာမယ်ဆိုလို့ရှိရင်ဘယ်တော့မှသူထင်တဲ့အကျိုးကိုမလာနိုင်ဘူးသီလပတ္တပရမတ္ထဆိုတာလည်းပဲတန်ရောစဉ်တစ်ခုပဲဘာဖြစ်လို့တော့ဆိုအဲ့ဒီအကျင့်မျိုးလက်ခံကျင့်သုံးလို့ရှိရင်အတော်နဲ့ဖြတ်လို့မရဘူးတဲ့စိတ်ကိုချီနှောင်ထားတတ်တယ်ဒီပါလေချီနှောင်ထားသည့်အတွက်ကြောင့်မမှန်မကန်တဲ့အကျင့်ကိုကျင့်နေတာတောင်မှပဲတချို့ကဟုံနှုံးနဲ့ဒါကိုမစွန့်ပယ်နိုင်ဘူးမစွန့်ပယ်နိုင်ပဲဖြစ်သွားအဲ့ဒါဘာကြောင့်လို့ဆိုကျိုးနဲ့ချီထားတယ်လို့နှောင်ကျိုးမိထားသောတာပန်ဖြစ်သွားရင်မမှန်ကန်တဲ့အကျင့်တွေကိုဘယ်တော့မှလက်ခံကျင့်သုံးခြင်းမရှိတော့ဘူးရှင်းရှင်းကြီးကျင့်ပုံကျင့်နည်းကိုရှင်းရှင်းကြီးသိသွားပြီမဂ္ဂင်၈ပါးအကျင့်တရားသိတာနဲ့နိဗ္ဗာန်ရောက်ကြောင်းအကျင့်ဆိုတာမှန်မှန်ကန်ကန်ကြီးသိသွားသည့်အတွက်ကြောင့်သောတာပန်ဖြစ်သွားလို့ရှိရင်လည်းဟောဒီသီလပတ္တပရမတ္ထဆိုတာပဲတဲ့ပေါ့ဒါကြောင့်မို့ယရဏတုတ်ထဲမှာပါတယ်မောလားသက္ကာယဒိဋ္ဌိဝိသိကိစ္စသင်္စသီလပတ္တဝါပိယထာတိကိစ္စဆိုတာအဲ့ဒီတိမ်မှုဒီကျိုးသောကြောင့်ဖြတ်လိုက်တာနဲ့တပြိုင်နက်စတုဟိပါယဟိစဝိပမုတ်တော်အပေလေးဘုံကလွတ်သွားဒါအပေကိုဆွဲချနိုင်တဲ့ကျိုးတွေပဲအပေလေးဘုံကလွတ်သွားသတ္တဗံပုဂ္ဂိုလ်မှာလောဘရှိသေးတယ်ရှိပေမဲ့လို့သူ့မှာရှိတဲ့လောဘသည်အပေကိုဆွဲချနိုင်တော့မရှိဘူးအပေကိုဆွဲမဲ့ကျိုးကလည်းမရှိတော့ဒေါသရှိသေးတယ်သူ့မှာရှိတဲ့ဒေါသကအပယ်ကိုပို့နိုင်တော့အောင်ပြင်းထန်တဲ့ဒေါသမဟုတ်တော့ဘူးအကုသိုလ်တွေအချို့သူ့မှာရှိနေသေးတော့လေအရေးကြီးတဲ့ဟောဒီတက္ကရာဒိဋ္ဌိဝိသိကိစ္စသီလပတ္တပရမတ္ထဆိုတဲ့တာယောစဉ်ကျိုး၃မျိုးကိုဖယ်ရှားပြလိုက်နိုင်သည့်အတွက်ကြောင့်သောတာပန်ပုဂ္ဂိုလ်ဒီအပယ်ကိုရောက်ဖို့ရအကြောင်းရှိတော့ဘူးလို့ဒါပြောအဲ့တော့ဒီကျိုးတွေဟာဘယ်လိုဆက်သွယ်ထားတဲ့ဆိုတာစဉ်းစားကြည့်လျှက်စစ်မီးကြိုးတွေဆက်သွယ်ထားလို့ရှိရင်မီးလောင်နေတယ်လို့ပဲဘုန်းကြီးတို့စိတ်တွေထဲမှာလည်းပဲဥဒ္ဒကရတိဝိသိကိစ္စသီလပရမတ္ထဆိုတဲ့ကျိုးတွေဟာတန်းလန်းလေးတွေရှိနေသေးတယ်ဆိုရင်ဒီကနေ့ငြိမ်ဝတ်နေပြီမဲ့လို့နောက်ဒီကျိုးတွေကလှုပ်ရှားလာလို့လောဘဒေါသမောဟတွေဖြစ်လာလို့ရှိရင်အပေပုံနဲ့အိုးစားမကွဲသေးဘူးရောက်တော့အောင်ပါပဲဘာလို့ဆိုကျိုးတန်းလန်းနေကိုတန်ရောစဉ်ဒီ၃ခုအရေးကြီးဖြတ်ပြရမယ်ကျိုး၃ကြောင်းပဲပေါ့နောက်တစ်ခုဒီတန်ရုံးစဉ်ကျိုးသုံးခုကိုဖယ်လိုက်လို့ရှိရင်အပေပုံမရောက်တော့ဘူးမဖယ်သေးရင်အပေပုံရောက်အောင်မယ်နောက်ကျိုးသုံးချောင်းကဘာလို့နောက်နှစ်ချောင်းကဘာလဲလို့ဆိုလို့ရှိရင်ကာမိသန္တာဗျာပါဒဒါဘုန်းကြီးတို့တွေမှာခုနတက္ကရာဒိဋ္ဌိတို့ဝိသိကိစ္စတို့သီလပတ္တပရမတ္ထတို့ကဘုရားတရားတော်နာထားရလို့ခိတ္တခဏငြိမ်ဝတ်ပြီးတော့ယော့သွားနိုင်သေးတယ်ဒီအခုလာတဲ့ဟာကကာမိသန္တာလိုချင်စရာအာယုန်တွေကိုလိုချင်နေတဲ့တဏှာနော်မြင်စရာမျက်စိကနေပြီးတော့နှစ်သက်စရာအာယုန်တွေ့ရင်လိုချင်တဲ့လောဘဖြစ်တယ်နှစ်သက်စရာအာယုန်မဟုတ်ဘူးဆိုလို့ရှိရင်ဒေါသဖြစ်တယ်ဗျာပါဒလိုချင်စရာလိုချင်ရင်လောဘမုန်းပြီးလို့ရှိရင်ဒေါသဒီတိုင်းလောက်အတန်ကလည်းနှစ်သက်စရာအာယုန်ဆိုလို့ရှိရင်လောဘလာတယ်နှစ်သက်စရာအာယုန်မဟုတ်ဘူးကိုမကြိုက်တဲ့အတန်မျိုးဆိုရင်ဒေါသဖြစ်တယ်နှစ်သက်စရာအာယုန်ကိုလိုချင်တာကကာမိသန္တာစိတ်ထဲမှာမခံကြီးမခံတာဒေါသဖြစ်တာကဗျာပါဒလောဘနဲ့ဒေါသလောဘဆိုတဲ့နေရာမှာလောဘအလုံးကိုမဆိုလိုဘူးဒါကြောင့်မို့ကာမိသန္တာလို့သုံးတာကာမပေါ်မှာကာမဆိုတာလိုချင်စရာအာယုန်တွေကိုကာမလို့ခေါ်တယ်လိုချင်စရာအာယုန်ဆိုတာအလုံးသိနေတဲ့အတိုင်းမျက်စိကမြင်ပြီးတော့လိုချင်စရာကောင်းတဲ့အမြင်အာယုန်နားကကြားရတဲ့လိုချင်စရာနှစ်သက်စရာအသံအာယုန်နှာခေါင်းကနမ်းရှုလို့ရတဲ့နှစ်သက်စရာအနတ်အာယုန်လျှာနဲ့လျက်လို့ရတဲ့နှစ်သက်စရာရတ္တအာယုန်
ခန္ဓာကိုယ်နဲ့ထိလို့တွေ့လို့နှစ်သက်စရာကောင်းတဲ့ဖွတ်တပ္ပအာယုအဲ့ဒါတွေကိုကာမလို့ခေါ်တာပဲအဲ့ဒီကာမတွေပေါ်မှာဆန္ဒရှိနေတာတွေ့တာနေတာလိုချင်နေတာကိုကာမိဆန္ဒဒီနေရာဆန္ဒဆိုတာလောဘကိုပြောတာဒီပြည့်နေရာဆန္ဒဆိုတာတစ်မျိုးနော်ကာမိဆန္ဒဆိုတာကာမပေါ်မှာပြင်းထန်တဲ့လောဘတစ်ခုဖြစ်နေတာအဲ့ဒါကလည်းကျိုးပဲခုနသောတာပန်ပုဂ္ဂိုလ်မှာကာမိဆန္ဒဆိုတဲ့ကျိုးလေးသူမဖြတ်နိုင်သေးဘူးဗျာပါဒဆိုတဲ့ကျိုးလေးလည်းသူမဖြတ်နိုင်သေးဘူးအဲ့ဒီကျိုးလေးနှစ်ချောင်းကျန်နေသေးတယ်ကျိုးနှစ်ချောင်းကျန်နေသည့်အတွက်ကြောင့်သောတာပန်ပုဂ္ဂိုလ်ဒီလူပြေရောက်တယ်နတ်ပြေရောက်မယ်ဟောလူပြေနဲ့နတ်ပြေသူဂတိဘုံခုနှစ်ဘုံမှာတော့သူကသွားနေဦးမှာပဲဟောဒီကျိုးလေးတွေကကျန်နေသေးတဲ့အတွက်ကြောင့်ကျိုးဆွဲရသူပါနေဦးမှာပဲမပယ်နိုင်သေးဘူးနှစ်သက်စရာအာယုန်လေးနှစ်သက်နေသေးတယ်သောတာပန်ပုဂ္ဂိုလ်မှာလည်းပဲစိတ်ထဲမှာမရှိမရှင်းကလေးတွေရှိနေသေးတယ်စိတ်ထဲမှာဒီအမြင်တွေလွဲမှားနေဆိုပါတော့အမှတ်မှားတာရဲ့အမြင်မှားတာရဲ့အတိမှားတာအမှားသုံးမျိုးစာပေလိုပြောလို့ရှိရင်ဝိပ္ပန္နတာဝိပ္ပန္နတာဆိုတာအင်္ဂလိပ်လိုပြန်တော့ perversion တနည်းအားဖြင့် hallucination hallucination ဆိုတာအယက်သမားတွေနဲ့ပတ်သက်ပြီးသုံးတဲ့စကားလုံးတစ်ခုနော်အယက်ကြောင်းလာတဲ့လူတယောက်ဟာမရှိတာတွေမြင်လာတာဟိုလူကသူ့ရန်လို့သလိုလိုဒီလူကသူ့ရန်လို့သလိုလိုတွေမရှိတာတွေကိုမြင်လာတယ် hallucination ဖြစ်တယ်လို့ခေါ်တယ်အဲ့ဒီ hallucination ဆိုတာဝိပ္ပန္နတာဝိပ္ပန္နတာဆိုတာမှန်မှန်ကန်ကန်မဟုတ်ဘဲနဲ့မဟုတ်တာတွေကိုစိတ်ထဲမှာမြင်ထင်အောင်မြင်အောင်နေဖြစ်လာအဲ့ဒီထင်အောင်မြင်အောင်ဖြစ်တာစိတ်ထဲမှာဖြစ်လို့ရှိရင်အတိမားလို့ခေါ်တယ်မှတ်တင်ညာနဲ့ဖြစ်လို့ရှိရင်အမှတ်မားလို့ခေါ်တယ်အမြင်နဲ့မှားလို့ရှိရင်အမြင်မှားဆိုလိုတာကအတိမားဆိုတာစိတ်တဝိပ္ပန္နတာအမှတ်မားဆိုတာတင်ညာဝိပ္ပန္နတာအမြင်မှားဆိုတာဒိဋ္ဌိဝိပ္ပန္နတာဝိပ္ပန္နတာ12ပါးရှိ12ပါးလို့မှတ်လို့အမတန်လွယ်အောင်ပြောမယ်ဒီသုံးမျိုးကိုမှတ်ထားလိုက်အမြင်မှားရဲ့ဒိဋ္ဌိဝိပ္ပန္နတာအတိမားရဲ့စိတ်တဝိပ္ပန္နတာအမှတ်မှားတင်ညာဝိပ္ပန္နတာကဲအာယုံကိုကြည့်လိုက်အာယုံကိုကြည့်လိုက်လို့ရှိရင်သူကအနိစ္စကိုနေဆလို့တကယ်ကအနိစ္စမမြဲဘူးမမြဲတာကိုမြဲတယ်လို့ဒါတစ်ခုမမြဲတာကိုမြဲတယ်လို့မှားပြီးတော့မှတ်တယ်မှားပြီးတော့ထင်တယ်ဆင်းရဲတာကိုချမ်းသာတယ်လို့မှတ်တယ်ကိုအစိုးမရတာကိုအစိုးရတယ်လို့မှတ်တယ်စာလို့ပြောရင်အနိစ္စကိုနေဆနော်ဒုက္ခကိုဒုက္ခအနတ္တကိုအတ္တနောက်တစ်ခုကအတုပကိုတုပအတုပဆိုတာမတင့်တယ်တာကိုပြောတာနော်လူသေးထားတဲ့အိမ်ကိုအတုပအိမ်လို့ခေါ်နေကြတာနော်အဲ့ဒါကိုပြောတာမဟုတ်ဘူးဗမာစကားကလည်းတစ်ခါတလေကြတော့ဟိုတွင်ကျဲတဲ့နေရာသွားတွင်ကျဲနေတော့အဓိပ္ပာယ်တွေမှားသွားတာတယ်အတုပဆိုတာမတင့်တယ်တာကိုတုပတင့်တယ်တယ်လို့ဒီလိုမှတ်တယ်ခုနကဒီ၄ခုနဲ့ခုနက၃ခုနဲ့မြောက်လိုက်လို့ရှိရင်12ခုဖြစ်တာပဲဒါဝိပ္ပန္နတာ12ပါးလို့ခေါ်တယ်အဲ့ဒီဝိပ္ပန္နတာ12ပါးမှာသောတာပန်ပုဂ္ဂိုလ်အနေနဲ့ကျမ်းနေသေးတာလေးတွေရှိသောတာပန်ပုဂ္ဂိုလ်က hallucination လေးတွေကျမ်းနေသေးတယ်ဘာတွေကျမ်းနေတယ်ဆိုတော့သူကဒုက္ခကိုဒုက္ခလို့ဒုက္ခကိုဒုက္ခလို့အမှတ်မှားတာလေးရဲ့ပြီးတော့အတိမှားတာလေးအမြင်မှားတာတော့သူမှမရှိတော့နော်ဒိဋ္ဌိဝိပ္ပန္နတာနဲ့ပတ်သက်ပြီးသောတာပန်မှာမရှိဘူးလို့မှတ်တယ်အဲ့တော့နှစ်ခုဒုက္ခကိုဒုက္ခလို့ထင်နေတယ်အတိမှားမှန်စိတ်ထဲမှာတော့အမှားလေးကြံနေတယ်ပေါ့ဒုက္ခကိုဒုက္ခလို့ထင်နေတယ်အခါတခါနောက်ဒုက္ခကိုဒုက္ခလို့မှတ်တဲ့အမှတ်ကလေးကြံနေသေးတယ်ပေါ့
ဒါမှမဟုတ်သောတပန်ပုဂ္ဂိုလ်ကလည်းဘဝသူပြောနေသေးတယ်ပေါ့ဝိသခါရောဆို9နှစ်သမီးကသောတပန်ဖြစ်တယ်16နှစ်သမီးကျအိမ်အောင်ရသားကြသေးတယ်ဒုက္ခကိုဒုက္ခလို့ထင်သေးတာစိတ်ထဲကအတိမှားတာလေးနဲ့အမှတ်မှားတာလေးဆိုနှစ်ခုနောက်တစ်ခါမတင့်တယ်တာကိုတင့်တယ်တယ်မလှတာကိုလှတယ်ပေါ့အဲ့လိုပဲပြောကြပါစို့မလှတာကိုလှတယ်လို့အတိမှားတာလေးရဲ့အမှတ်မှားတာလေးဒီနှစ်ခုဟောပေါင်းလိုက်တော့၄ခုသောတပန်ပုဂ္ဂိုလ်မှာအဲ့ဒီ၄ခုကျမ်းနေသေးတယ်အဲ့ဒီ၄ခုကျမ်းနေသေးတော့သူ့မှာဒီမှားယွင်းမှုလေးတွေကိုအကြောင်းပြုပြီးတော့ကာမိသန္တာဆိုတာလည်းရှိတယ်မှားယွင်းမှုကိုအကြောင်းပြုပြီးတော့ဖြာပါဒဆိုတဲ့ဒေါသလေးလည်းရှိတယ်အဲ့ဒီကျိုးနှချောင်းကအားပြော့သွားပြီမယ်လို့သောတပန်ပုဂ္ဂိုလ်မှာရှိနေတယ်ဒါကြောင့်မို့သောတပန်ပုဂ္ဂိုလ်ဒီလူပြည်လည်းရောက်မယ်နတ်ပြည်လည်းရောက်မယ်ပေါ့ရုပ်မထွက်နိုင်ဘူးသူလွတ်သွားတာတော့30ပုံနဲ့က4ပုံတော့သူလွတ်သွားပြီကျိုးလေးချောင်း32ပုံမှာ4ပုံနဲ့ဆက်သွယ်တဲ့ကျိုး3ချောင်းတော့သူဖြတ်လိုက်နိုင်ပြီပေါ့တန်ရောစဉ်ပြတ်သွားပြီပေါ့ဘုန်းကြီးတို့တွေကတန်ရောစဉ်မပြတ်ဖဲနဲ့ပြတ်တယ်လို့ပြောနေကြတယ်နော်တန်ရောစဉ်ပြတ်ပါတယ်ပါးစပ်နဲ့ဖြတ်ထားသို့တော့တန်းလမ်းပဲရှိသေးတယ်ဟုတ်ကဲ့သောတပန်ပုဂ္ဂိုလ်ကတကယ်ဖြတ်လိုက်သည့်အတွက်ကြောင့်အပယ်ကိုချနိုင်တဲ့ကျိုး3ချောင်းရှိတော့ဘူးသို့တော့ကာမဘုံမှာဖြစ်နိုင်တဲ့ကျိုးတွေကရှိနေသေးတယ်ကောင်းပြီတစ်ဆင့်တက်ပြီးဝိပဿနာရှုလိုက်တဲ့အခါကျပို့ပြီးတော့ရင့်ကျက်လာတဲ့အခါသောတာပန်နဲ့ပို့ပြီးအသိဉာဏ်တွေထက်လာသဂရကံဖြစ်သွားသောတာပန်မှာလောဘဆယ်ကဖြစ်ရင်သဂရကံမှာလောဘ2ခါလောက်ဖြစ်တယ်ပေါ့သောတာပန်မှာဒေါသဆယ်ကဖြစ်ရင်သဂရကံမှာ2ခါလောက်ဖြစ်လာတဲ့နောက်မှာလည်းပဲအရှိန်ချင်းမတူသဂရကံမှာဖြစ်တဲ့လောဘဒေါသတွေအရှိန်သိမ့်မရှိဘူးသောတာပန်မှာဖြစ်တဲ့ဟာအရှိန်ကလေးရှိသေးတယ်ပေါ့သဂရကံကသောတာပန်နဲ့ပို့ပြီးတော့ဒီကိရိတာတွေအားပြော့သွားကာမိသန္တာတွေအားပြော့သွားဇာဘာရတွေအားပြော့သွားသဂရကံမိနဲ့ရလိုက်တာပို့ပြော့သွားကျိုးလေးကပြော့သွားပြတ်ဖို့တဲဖြစ်သွားပြတ်တော့မပြတ်သေးဘူးသူလည်းကြမ်းနေသေးတယ်ပေါ့အဲ့ဒီကနေပြီးတော့ဝိပဿနာအဆင့်ကိုတိုးမြင့်ပြီးအားထုတ်လိုက်တဲ့အခါကျတော့ဘယ်ရောက်သွားလို့ဆိုအနာဂတ်အဆင့်ရောက်အနာဂတ်အဆင့်ရောက်သွားလို့ရှိရင်လုံးဝဖြတ်ပြစ်လိုက်နိုင်တာကာမိသန္တာနဲ့ဖြာပါတာဆိုဒီကျိုးနှချောင်းကိုထပ်ပြီးတော့ဖြတ်ပလိုက်တယ်ဖြတ်ပြစ်လိုက်သည့်အတွက်ကြောင့်အနာဂတ်ဖြစ်သွားပြီဆိုလို့ရှိရင်လူပုံနဲ့လည်းမဆက်ဆက်တော့ဘူးသူကဒါလူပြည်ကအနာဂတ်နေဟာလူပြည်မှာအနာဂတ်ဘဝနဲ့နေတာကိုပြောတာမဟုတ်ဘူးနော်သေသွားရင်လူပြည်မှာပြန်မမွေးဘူးပြောတာနော်တန်ရောစဉ်ပြတ်သွားတယ်ဆိုတာဒီလူပြည်မှာအနာဂတ်ဖြစ်တယ်ဒါကဖြစ်ပြီးလက်စားဖြစ်နေတာကိုပြောတာသူ့မှာကာမိသန္တာဆိုတာမရှိတော့ဘူးဖြာပါဒဆိုတာမရှိတော့သည့်အတွက်ကြောင့်လူပြန်ဖြစ်ဖို့အကြောင်းမရှိတော့ဘူးဒီဘဝကကွယ်လွန်သွားလို့ရှိရင်လူပြန်မဖြစ်တော့ဘူးနတ်ပြည်6ထပ်မှာလည်းသူပြန်မဖြစ်တော့ဒီကာမဂုဏ်အာယုန်တွေဒေါကနေသူကလွတ်သွားတယ်ဆိုတော့အနာဂတ်ဖြစ်သွားတာနဲ့တပြိုင်နက်32ပုံတွေကကာမ17ပုံသူဂတိ9ပုံမှာတွေ့ထားတဲ့ကျိုးတွေအကုန်လုံးဖြတ်တောက်လိုက်တယ်ဟောအောက်ကျိုးတွေကုန်သွားပြီသူမရှိတော့ဘူးပေါ့အဘယ်ပုံသွားတဲ့ကျိုး3ချောင်းကတော့သောတာပန်တုန်းကဖြတ်လိုက်တာပြုပုံနတ်ပုံဆိုတဲ့သူဂတိပုံကျိုးတွေကြတော့သဂရကံဖြစ်တယ်အနာဂတ်ဖြစ်တဲ့အခါဖြတ်လိုက်တယ်ဟောကြည့်လေဘဝနဲ့တန်ရောစဉ်ကျိုးတွေပြတ်သွားတယ်ဆိုအဲ့ဒီပုံစံပြောတာနော်တန်ရောစဉ်ကျိုးတွေပြတ်သွားတယ်တန်ရောစဉ်ကျိုးတွေပြတ်သွားသည့်အတွက်ကြောင့်အနာဂတ်ပုဂ္ဂိုလ်သည်လူပုံမှာပြန်မွေးမှာမဟုတ်ဘူးနတ်ပြည်6ထပ်မှာပြန်မွေးမှာမဟုတ်တော့ဘူးသူသွားလို့တန်တရားဝကမလွတ်သေးဘူးဆိုရင်ဟုတ်ပြမပြည်ပဲသွားဒီမှာပြန်မလာတော့ဒါကြောင့်သူ့နာမည်ကအနာဂါမိဆိုတာမလာတော့ဘူးဟဲ့လို့ပြောပါတယ်နော်ဘာလို့ဒီမှာလာနေတာတော့ဆိုအတွေ့အတာလေးတွေကျိုးလေးတွေကရှိတာကျိုးကဒီမှာရှိနေတော့ဒီလာနေဥမှာဘုန်းကြီးတို့တွေကဒီကာမအာယုန်တွေကိုနှစ်သက်ကြတာကို
သူကြတော့ဒီကာမအာယုန်တွေလုံးဝနှစ်သက်မှုဆောင်ရှိတယ်ဒါကြောင့်မို့မလာတော့ဘူး non returner လို့အဲ့ဒါပြန်ရပြန်မလာဘူးဆိုတာပရိသေရီနေဖို့ပြန်မလာတာကိုပြောတာဘုရားဘုတရားနာတော့လာတာပေါ့ဟုတ်ကဲ့လားဘုရားဘုတရားနာဘဝအနေနဲ့မလာတာကိုပြောတာကောင်းပြီအဲ့ဒါတန်ရောစဉ်အောက်ပိုင်းမှာခြိထားတဲ့တန်ရောစဉ်ကျိုး၅ကျိုးဒါတွေကလည်းတန်ရောစဉ်တွေဥပမာပဲကာမတန်ရောစဉ်ဆိုတာကြည့်နှစ်သက်စရာအာယုန်လေးတွေ့လို့ရှိရင်စိတ်ကလေးကနှစ်သက်ဟောအဲ့ဒီနှစ်သက်စရာအာယုန်လေးရဲ့စိတ်ကလေးရဲ့ဒီနှစ်ခုရှိတဲ့တည်းမဲ့တန်ရောစဉ်ကဘယ်ဟာလဲလို့ဆိုရင်အဲ့ဒီကာမိဆန္ဒတန်ရောစဉ်ဆိုလိုတာကမျက်စိကမြင်တယ်ဆိုတာဆိုမျက်စိနဲ့အဆင်းအာယုံဒီနှစ်ခုစုံလိုက်တဲ့အခါမှာဈာထဲမှာတွေ့တာမှုလေးပေါ်လာနော်တွေ့တာမှုပေါ်တဲ့အခါပေါ်တယ်မုန်းတိမှုပေါ်တဲ့အခါပေါ်မျက်စိရဲ့အဆင်းအာယုံရဲ့အဲ့ဒီနှစ်ခုကတန်ရောစဉ်မဟုတ်ဘူးမျက်စိကလည်းအဆင်းအာယုံရဲ့တန်ရောစဉ်မဟုတ်ဘူးအဆင်းအာယုံကလည်းမျက်စိရဲ့တန်ရောစဉ်မဟုတ်ဘူးဒါဖြင့်တန်ရောစဉ်ကဘာတော့ဆိုအဲ့ဒီနှစ်ခုကိုအကြောင်းပြုပြီးတော့ပေါ်လာတဲ့ဈာကံအတွေ့ကလေးဆန္ဒတာပါလေအဲ့ဒါလေးကိုဖြတ်ရမှာမျက်စိကိုပယ်ရမှာလည်းမဟုတ်ဘူးမကြည့်ပဲနေရမှာလည်းမဟုတ်ဘူးအဆင်းအာယုံနဲ့မျက်စိနဲ့မဆုံရအောင်လို့မျက်စိမှိတ်ထားတယ်ဒီတန်ရောစဉ်ပြတ်မှာမဟုတ်ဘူးเนาะအဲ့တော့တန်ရောစဉ်တခြားပယ်တာတခြားဖြစ်ဒါကြောင့်မို့ဒီဟာနဲ့ပတ်သက်ပြီးတော့ရှင်သာရိပုတ္တရာနဲ့ရှင်မဟာကုဋ္ဌိကတို့ရဲ့ဆွေးနွေးကမ်းမှာအလုံးမှတ်သားစရာပေါ့ရှင်မဟာကုဋ္ဌိကနဲ့ရှင်သာရိပုတ္တရာတို့အဲ့ဒီမထေရကြီးနှစ်ပါးဟာဘုန်းကြီးတို့ပိဋကစာပေထဲမှာခဏခဏဆွေးနွေးကြတယ်ပေါ့သူတို့ဆွေးနွေးတာလေးတွေကမတ္တမတရားနဲ့ပတ်သက်ပြီးမှတ်သားစရာရှင်ကုဋ္ဌိကမိဂရာဝဗာရဏသီမှာနေတော့ရှင်သာရိပုတ္တရာနဲ့တရားဆွေးနွေးတယ်တရားဆွေးနွေးတော့သူကမေးခွန်းတွေအများအားမေးတယ်မေးတော့ဆိုမျက်စိဟာတဲ့အဆင်းအာယုံရဲ့တန်ရောစဉ်လားတဲ့သူမေးတယ်အဆင်းအာယုံကရောမျက်စိရဲ့တန်ရောစဉ်လားဆိုမဟုတ်ဘူးတဲ့မျက်စိကအဆင်းအာယုံရဲ့တန်ရောစဉ်မဟုတ်ဘူးအဆင်းအာယုံကလည်းမျက်စိရဲ့တန်ရောစဉ်မဟုတ်ဘူးအဲ့ဒီမျက်စိနဲ့အဆင်းအာယုံနှစ်ခုကိုအကြောင်းပြုပြီးတော့ပေါ်လာတဲ့သန္တရာဂဆိုတဲ့တဏှာလေးကတန်ရောစဉ်ဥပမာနဲ့ရှင်းပြတယ်နှဖြူကြီးနဲ့နက်နက်ကြီးနှစ်ကောင်ကိုကြိုးတစ်ချောင်းနဲ့တွဲချီထားလိုက်နှဖြူကြီးဟာနက်နက်ကြီးရဲ့တန်ရောစဉ်လားဆိုမဟုတ်ဘူးနက်နက်ကြီးကနှဖြူကြီးရဲ့တန်ရောစဉ်ကြိုးလားဆိုမဟုတ်ဘူးအဲ့ဒီနှစ်ကောင်တွဲပြီးတော့ခြိထားတဲ့ကြိုးလေးကတန်ရောစဉ်တန်ရောစဉ်တစ်ခုရှိနေတယ်ဆိုတာပြောတယ်နော်ဒီနှစ်ခုကိုတွဲနေမျက်စိနဲ့အဆင်းအာယုံဒီနှစ်ခုချီနှောင်ထားတဲ့သဘောလေးတဏှာကပေါ်နေတဲ့သဘောလေးဒါမျိုးလေးမြင်လိုက်ရင်လိုချင်တဲ့စိတ်ပေါ်တယ်ဒါမျိုးလေးနောက်ထပ်မြင်ရင်လိုချင်တဲ့စိတ်ပေါ်နေအဲ့ဒီလိုချင်တဲ့စိတ်ကလေးဟာတန်ရောစဉ်ပဲအဲ့ဒါကိုရှင်သာရိပုတ္တရာကဥပမာနဲ့ခေါင်းကရှင်းတယ်ဒါတွေမကဘူးရှင်သာရိပုတ္တရာထပ်ရှင်းတာမျက်စိဟာအဆင်းအာယုံရဲ့တန်ရောစဉ်မဟုတ်ဘူးတန်ရောစဉ်အဆင်းအာယုံဟာလည်းမျက်စိရဲ့တန်ရောစဉ်မဟုတ်ဘူးဆိုတာတဲ့ဒီနည်းနဲ့လည်းကြည့်လို့ရတယ်ဆိုပြီးတော့ဘုရားကိုဥပမာပေးတယ်မြတ်စွာဘုရားမှာမျက်စိရှိတယ်တဲ့မျက်စိရှိတော့အဲ့ဒီမျက်စိနဲ့မြင်စရာအာယုန်တွေကိုမြင်ရတယ်မဟုတ်လားတဲ့သို့တော့မြတ်စွာဘုရားအဲ့ဒီမြင်စရာအာယုန်တွေပေါ်မှာတွေ့တာတတ်မဲ့တဲ့ဆန္ဒတာမရှိဘူး။ဒါတန်ရောစဉ်ပြတ်တယ်ဆိုအဲ့ဒါပြောတာနော်အကယ်၍သာမျက်စိဟာတန်ရောစဉ်အဆင်းအာယုန်ဟာတန်ရောစဉ်တရားကျင့်စရာမလိုတော့တရားကျင့်လို့လည်းဘာမှကျိုးရှိမှာမဟုတ်တော့ဘာလို့လဲဆိုမျက်စိရှိနေတယ်များတန်ရောစဉ်ရှိနေမှာပဲလေဒါတရားမဟုတ်ဘူးရှင်သာရိပုတ္တရာကအဲ့ဒါကိုရှင်းပြတာသုတ်တန်တစ်ခုရှိတယ်ဒါကြောင့်မို့လို့တန်ရောစဉ်ဆိုတာအာယုန်နဲ့စိတ်ကလေးကြားမှာကြားထဲမှာတွေ့တာပြီးတော့ပေါင်းကူဆက်ဆက်ပေးထားတဲ့သ
တဘာဝတရားလေးကိုခေါ်တာလို့ဒီလိုမှတ်ထားတယ်နော်အခုပြောခဲ့ပြီအမြင်မှားတာလည်းတန်ရောစင်တယ်တန်တရားဖြစ်တာလည်းပဲတန်ရောစင်တယ်ကာမဂုဏ်အာယုန်တွေကိုတွေ့တာတဲ့လောဘဟာလည်းတန်ရောစင်တယ်ကာမဂုဏ်အာယုန်ပေါ်မှာကိုမကြိုက်တဲ့အာယုန်ပေါ်မှာမုန်းတီးတာလည်းပဲတန်ရောစင်တယ်ဟုတ်လားလူတွေကအမုန်းတန်ရောစင်ကြတော့တန်ရောစင်လို့သိပြီးနော်တဏှာအတွေ့အတာကိုသာလေတန်ရောစင်လို့ထင်ကြတယ်မဟုတ်ဘူးမုန်းတာလည်းတန်ရောစင်တယ်နော်ဒီကောင်းပြီအနာဂတ်ဖြစ်သွားလို့ရှိရင်အဲ့ဒီတန်ရောစင်၅မျိုးဒီကျိုး၅ကြောင့်ပြုတ်သွားသည့်အတွက်ကြောင့်ကာမဘုံနဲ့ဆက်ဆံမရှိတော့ဒါဖြင့်နောက်ထပ်ကျိုးဘယ်နှချောင်းကြံသေးတယ်တန်ရောစင်ကျိုး၅ချောင်းကြံသေးတယ်အဲ့ဒီတန်ရောစင်ကျိုး၅ချောင်းကိုဥဒ္ဓံဘာဂိယတန်ရောစင်လို့ခေါ်တယ်ဥဒ္ဓံဘာဂဆိုတာအထက်အဖို့အထက်ဘဝများဣယဆိုတာဖြစ်စေအထက်ဖြစ်တဲ့ဗြဟ္မဘုံမှာဖြစ်စေနိုင်တဲ့တန်ရောစင်အထက်ကရာဆရာကြီးကတော့ဥပမာပေးတယ်ခုနကဩရံဘာဂိယတန်ရောစင်ကိုခြေထောက်မှာခြိထားတဲ့ကျိုး၅ချောင်းလို့ပြောတယ်ဩရံဘာဂိယတန်ရောစင်ကြတော့လက်ဘက်မှာခြိထားတဲ့ကျိုး၅ချောင်းအဲ့တော့ကျိုး10ချောင်းနဲ့အောက်ဆွဲချလိုက်အထက်ဆွဲတင်လိုက်အောက်ဆွဲချလိုက်အထက်ဆွဲတင်လိုက်ဒီပုံစံဖြစ်နေနာဂံဖြစ်သွားလို့ရှိရင်အောက်ဆွဲချရမယ့်ကျိုးတွေပြုတ်သွားသည့်အတွက်ကြောင့်အထက်တော့သွားမယ်အောက်တော့မလာတော့ဘူးပေါ့ကျိုးအောက်ပိုင်းကကျိုးတွေကုန်ဖြတ်လိုက်ပြီပေါ့ကဲဒါဖြင့်အထက်ဆွဲတင်တဲ့ကျိုးတွေကဘာကျိုးတွေတော့လို့ဘာတန်ရောစင်တွေတော့ဆိုနံပါတ်1ကရူပရာဂရူပဆိုတာရုပ်ကိုပြောတာမဟုတ်ဘူးရူပဘုံဓမ္မဘုံပြောဇံရထားတဲ့ပုဂ္ဂိုလ်ဟာထိုဇံရဲ့တရားဖြစ်တဲ့ရူပဘုံပေါ်မှာတန်ရောစင်ဖြစ်သွားအဲ့ဒါကိုရူပရာဂလို့ခေါ်တယ်အရူပရာဂဆိုတာအရူပဇံရသွားတဲ့ပုဂ္ဂိုလ်ဟာအရူပဘုံမှာတွေ့တာတဲ့တဏှာရာဂဖြစ်တယ်ကာမဘုံမှာသူမတွေ့တော့ဘူးအဲ့တော့ရူပဘုံမှာတွေ့တာတဲ့တဏှာအရူပဘုံမှာတွေ့တာတဲ့တဏှာဆိုတဲ့ဒီကျိုးနှစ်ချောင်းဒါလည်းတန်ရောစင်ကျိုးနှစ်ချောင်းအတွက်ဒါရှိနေသေးတယ်ရှိနေသေးတဲ့အတွက်ကြောင့်ဇမပြေမှာသူရောက်ကြတယ်ပေါ့နောက်တစ်ခုကမာနဆိုတာကိုယ့်ကိုယ်အမြဲတမ်းကိုယ်အရည်ချင်းနဲ့ပတ်သက်ပြီးတော့ထင်းနေတာထင်းနေတဲ့အထင်ဆိုတာအရည်ချင်းဆိုတဲ့နေရာမှာငါတော်တယ်လို့ထင်တာလည်းထင်တာပဲငါညံ့တယ်လို့ထင်တာလည်းထင်တာပဲအရည်ချင်းနဲ့ပတ်သက်ပြီးတော့ထင်ရောက်တာမာနလို့ခေါ်တယ်နော်မာနကငါညံ့လိုက်တာလို့ဆိုရင်လည်းဒါမာနပဲငါတော်လိုက်တာဆိုလည်းမာနပဲနော်အခုတော့နားလည်နေကြတာသူများပေါ်မှာမောက်မာတာတခုတော့ပဲမာနလို့သိကြတယ်မာနဆိုတာဒီအရည်ချင်းနဲ့ပတ်သက်ပြီးတော့တွေးထင်တာတွေမှန်သမျှမာနလို့ခေါ်တယ်ပေါ့ကောင်းပြီအဲ့ဒီမာနကလည်းအလွန်ကောင်းပါတယ်အဲ့ဒီအထင်ရောက်နေတာကြောင့်မို့လို့တရားတို့တရားမြတ်မရနိုင်ဆိုပါစို့ရှင်နုရုဒ္ဓမထေရမြတ်ငါစัจ java လာ1000ကိုဒိဗ္ဗစကုဝိညာဉ်ဖြင့်ကြည်နိုင်တယ်တကယ်ရောကြည်နိုင်တာပဲသူကြည်နိုင်တယ်ဆိုတော့သူစိတ်ထဲမှာအထင်ဆိုတဲ့မာနကလေးရှိနေသည့်အတွက်ကြောင့်ဉာဏ်နာဖြစ်ဘူးရှင်သာရိပုတ္တရာမထေရမြတ်ကအဲ့ဒါမတွေးပါနဲ့လို့ပြောလိုက်မှသူဉာဏ်နာဖြစ်တာမာနဆိုတာအဲ့ဒီအရည်ချင်းနဲ့ပတ်သက်ပြီးတော့ထင်မြင်နေတာကိုပြောတာနော်အမတန်နုညံ့တဲ့မာနအမတန်သိမ်မွေးတဲ့မာနအမတန်သိမ်မွေးတဲ့တရားတို့တရားမြတ်ကိုအနှောက်အယှက်ပေးတယ်ပေါ့ကျမ်းတတ်တဲ့မာနကြတော့ကျမ်းတတ်တဲ့ပုံအားတွေကိုသိတာထင်ရှားစေတယ်ပေါ့ကောင်းပြီအဲ့ဒီမာနဆိုတဲ့အတွေးဟာလည်းပဲယန္နာဖြစ်သွားမှသာဖယ်ရှားပြနိုင်တယ်ရတ္တမေရတ္တကိုရမှဟောဒီမာနဆိုတဲ့တန်ရောစင်ကျိုးကပြုတ်တယ်ခုနရူပရာဂအရူပရာဂဆိုတဲ့တန်ရောစင်ကျိုးကလည်းယန္နာဖြစ်သွားမှတဏှာရာဂတွေအကုန်လုံးကုန်မှဒီကျိုးကပြုတ်တယ်နောက်ဥဒိစ္စဆိုစိတ်ထဲမှာမငြိမ်မသက်ဖြစ်တာလေးတွေအနာဂတ်ပုဂ္ဂိုလ်တွေမှာတောင်မှရှိတယ်လို့ပြောအောင်စိတ်ထဲမှာမငြိမ်မသက်ကလေးတွေဒါပေမဲ့ပုရုဇဉ်တွေရှိသလောက်တော့မချမ်းတမ်းဘူးလို့ပြောအောင်ပုရုဇဉ်တွေမှာတော့စိတ်လေးလွင့်စုစည်းလို့မရဘူးဆိုတဲ့အနေအထားမျိုးရှိတယ်အဲ့ဒီဥဒိစ္စဆိုတာလည်းပဲအကုသိုလ်တစ်ခုပဲငါလုံနေတယ်ဘာလို့မဖြစ်တာတော့ငါလုံနေတယ်ဘာလို့မဖြစ်တာတော့တွေးနေတယ်ငါမှဒါတွေရှိရဲ့တတိတွေကောင်းလိုက်တယ်ဝိရိယတွေကောင်းတယ်သမာဓိတွေကောင်းတယ်
ဘာဖြစ်လို့ငါတမဲတဖို့မရသေးတာလဲကောင်းတယ်လို့တွေးနေတာကစိတ်ပြေလွတ်နေတာတဲ့ရှုမှတ်စရာအာယုံကလွဲလို့တမာရီရဲ့ဆန့်ကျင်မဲ့တခြားတွေးတာမှန်တယ်ဗျာဥဒိစ္စလို့ယူဆတယ်ပေါ့ဒါကြောင့်ဒီဥဒိစ္စဆိုတဲ့ကျိုးဟာလည်းပဲအမတန်ခိုင်တဲ့ကျိုးတစ်ချောင်းပဲအတော်နဲ့မဖြုတ်နိုင်ဘူးပေါ့တာမန်ပုဂ္ဂိုလ်တွေကဒါကျိုးလို့တော့မထင်ဘူးပေါ့စိတ်ထဲမှာအာယုံနဲ့တွဲနေတဲ့ဒီကျိုးမဖြုတ်နိုင်လို့ရှိရင်တမာရီရဲ့ဆွမ်းဆောင်ချက်တွေကအားပြော့နေမှာပဲဒါကြောင့်မို့ယန္တာဖြစ်သွားပြီဆိုမှဒီဥဒိစ္စဆိုတဲ့ကျိုးဖြတ်နိုင်တယ်တန်ရောစဉ်ကျိုးဖြတ်နောက်ဆုံးကဘာလို့ဆိုရင်တော့အဝိဇ္ဇာဆိုတာတော့အမှန်မသိပဲနဲ့အမှားသိနေတာအဲ့ဒီအမှန်မသိပဲနဲ့အမှားသိနေတယ်ဆိုတာဟာအနာဂတ်ထိအောင်လိုက်တယ်သို့တော့တိမ်မွေ့သွားတာတော့ရှိတာပေါ့အဲ့တော့အနာဂတ်ဆိုတဲ့ပုဂ္ဂိုလ်ဟာနိဗ္ဗာန်ကိုမြင်ပေမဲ့သစ္စာလေးပါးကိုသိပေမဲ့သူသိတဲ့အတိတ်ဒီယဟန္တာအတိတ်အတိတ်ကိုမမီသည့်အတွက်ကြောင့်အလင်းရောင်မှာကွာခြားတယ်လို့ဒီလိုပြောရမှာဒါကြောင့်မို့လို့အဝိဇ္ဇာအမှောင်ကလေးရှိနေသေးသည့်အတွက်ကြောင့်ဘဝကိုတွေ့တာမှုလေးတွေရှိတယ်ကာမရာရူပရာဂဆိုတာရူပဘုံကိုတွေ့တာလိုက်တယ်အရူပရာဂအရူပဘုံကိုတွေ့တာလိုက်တယ်အဲ့ဒီအတွေ့အတာလေးတွေဟာအမှန်မသိလို့တွေ့တာလေးကြီးပဲဟောယဟန္တာဖြစ်သွားပြီဆိုလို့ရှိရင်အဲ့ဒီအဝိဇ္ဇာဆိုတဲ့အမှောင်လုံးဝဖယ်ရှားပြစ်လိုက်တယ်အဝိဇ္ဇာဆိုတဲ့နှောင်ကြိုးတန်ရောစဉ်ကြိုးဟာလုံးဝပြောင်းတယ်အလုံးပေါင်းလိုက်တဲ့အခါကျတော့ရူပရာဂအရူပရာဂမာနဥဒိစ္စအဝိဇ္ဇာအဲ့ဒီကျိုးတွေကဥဒ္ဒံပါကိယတန်ရောစဉ်ကျိုးလို့ခေါ်တယ်အဲ့ဒီတန်ရောစဉ်ကျိုးတွေကိုယဟန္တာဖြစ်မှဖြတ်နိုင်တယ်ယဟန္တာဖြစ်လို့တန်ရောစဉ်ကျိုးဖြတ်လိုက်တာနဲ့တပြိုင်နက်32ပုံနဲ့ဘယ်မှကိုတွေ့တာမရှိတော့ဘူးလုံးဝပြတ်သွားဒါကြောင့်မို့လို့နိဗ္ဗာန်တက်ဖို့ဆိုတာဟာ32ပုံနဲ့သိခံပြတ်မှရမှာပေါ့နော်အနိုးဆိုဒီထဲမှာဝင်နေတော့မှာကျိုးတွေရှိနေသေးတယ်ဆိုလို့ရှိရင်မရောက်နိုင်သေးဘူးနော်ဒီထဲမှာလားနေဥမှာအဲ့တော့ကျိုးတွေအကုန်လုံးဖြတ်မှာတန်ရောစဉ်ကျိုးဆိုတာဒီကျိုးတွေမဟုတ်ဘူးအဲ့တော့ထင်ကြတယ်တန်ရောစဉ်ဆိုတာတွေ့တာလေးတဏှာလေးတစ်ခုတည်းတင်တန်ရောစဉ်မဟုတ်ဘူးတန်ရောစဉ်က10မျိုးရှိတယ်အဲ့ဒီ10မျိုးသောနှောင်ကြိုးတွေကိုဖြတ်တောက်နိုင်အောင်တို့ဘာတွေလုပ်ကြမလဲမြတ်စွာဘုရားကတော့တကြောင်ဤသောလမ်းဆိုမဂ္ဂင်၈ပါးအကျင့်ရဘာလို့ရမလဲမှန်မှန်မြင်အမှန်တိုင်းမြင်အောင်ကြိုးစားရမယ်သမာဓိဋ္ဌိအခုတရားနာတာဟာလည်းပဲမှန်မှန်ကန်ကန်သိဖို့သမာဓိဋ္ဌိမှန်မှန်ကန်ကန်နားလည်ဖို့ right understanding ဖြစ်ဖို့တရားနာအဲ့လိုတရားနာလိုက်တဲ့အခါကျတော့အတွေးတွေလည်းမှန်းလာတယ်သမာသင်္ကပ္ပအတွေးတွေမှန်းလာတဲ့အခါကြိုးပမ်းအထောက်မှုကလည်းမှန်တယ်ဘယ်လိုလုံးဝကြိုးပမ်းအထောက်မှုမှန်တယ်လဲလို့ဆိုရင်ကိုယ်တဏ္ဍာမှာလောဘရှိနေထိုလောဘကိုဖယ်ရှားဖို့ကြိုးစားအကုသိုလ်တွေရှိနေအကုသိုလ်ဖယ်ရှားဖို့ကြိုးစားကုသိုလ်တွေမဖြစ်သေးဘူးဆိုရင်ကုသိုလ်တွေဖြစ်အောင်ကြိုးစားဖြစ်ပြီးသားကုသိုလ်တွေကိုတိုးပေါအောင်ကြိုးစားဒါမှန်ကန်တဲ့လုံလလို့ပြောတာနော်အဲ့ဒီလိုမှန်ကန်တဲ့လုံလနဲ့ကြိုးပမ်းအထောက်ပြီဆိုလို့ရှိရင်သမ္မာတတိမှန်ကန်တတိထားတတ်လားဒါဖြင့်မှန်ကန်တတိကဘယ်မှာထားရမလို့ဆိုလို့ရှိရင်တတိပဋ္ဌာန်တရား၄ပါးထဲမှာဟောထားတယ်ကာယစိတ်ဝေဒနာဓမ္မလို့ခေါ်တယ်မိမိတဏ္ဍာမှာရှိတဲ့အာယုံ၄ရပ်ပေါ်မှာမိမိတတိကတ်ထားဖို့လိုတယ်ဘုန်းကြီးတို့တွေကတတိမကတ်နိုင်ဘူးဆိုလို့ရှိရင်အဲ့ဒီသဘာဝတရားတွေကိုမသိတာဟာတတိမကတ်လို့မသိတာလို့ပြောနော်ကာယအကြောင်းလည်းမသိဘူးဝေဒနာအကြောင်းလည်းမသိဘူးစိတ်ဓာတ်အကြောင်းလည်းမသိဘူးဓမ္မအကြောင်းလည်းမသိဘူးဘာလို့မသိတတိမကတ်နိုင်တတိကပ်ပြီးလို့ရှိရင်နောက်ကဉာဏ်လိုက်လာတတိကအာယုံကိုယူပေးတယ်ဉာဏ်ကသိတယ်ပေါ့အဲ့ဒါကြောင့်မလို့သမ္မာတတိဆိုတာဉာဏ်ကိုထောက်ကူပြုလို့ရတယ်သမ္မာတတိအာယုံကိုအမြဲတမ်းတတိချက်နေလို့ရတယ်ပေါ့နောက်တတိချက်ထားတဲ့ဟာတည်ငြိမ်အောင်လုပ်ပေးတာကသမ္မာသမာဓိပေါင်းလိုက်တဲ့အခါကျတော့သမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပသမ္မာဝါယာမသမ္မာတတိသမ္မာသမာဓိဆိုဒီကာရကမက္ခတရားအထုတ်တယ်ဆိုတာဒီ၅ခုနဲ့အထုတ်တယ်သမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝဆိုတာ
ကျွတ်တင်ပြီးတော့ပြည့်စင်ထားတန်ရှင်းရေးလုပ်ထားတဲ့သဘောနော်သီလကျွတ်တင်သီလတန်ရှင်းထားမှခုနပြောတဲ့မဂ်ကင်၅မျိုးကိုထောက်ကူပြုတယ်အားလုံးပေါင်းလိုက်တဲ့အခါကျတော့မဂ်ကင်၈အဲ့ဒီမဂ်ကင်၈ပါးဒီတန်ရောစဉ်ဖြတ်ဖို့ရအတွက်စစ်မှန်သောနိလန်းပဲဒါတွေကိုမကျင့်မဲနဲ့တန်ရောစဉ်ကျိုးကိုဒီတိုင်းဖြတ်လို့မရဘူးပါးစပ်နဲ့ဖြတ်လည်းမပြတ်ဘူးနော်ဘယ်သူနဲ့ဘယ်သူတော့သေကမ်းပြတ်ပဲဆိုသေကမ်းသာပြတ်ချင်ပြတ်မှာမပြတ်ဘူးတန်ရောစဉ်ကတော့ဟုတ်ကဲ့လားအဲ့ဒါကြောင့်မလို့တန်ရောစဉ်ပြတ်ပြီးပြတ်ချင်လို့ရှိရင်မမှန်ကန်ကန်မြင်ခြင်းမမှန်ကန်ကန်တွေးကြံခြင်းမမှန်ကန်ကန်ကြိုးပမ်းအထောက်ခြင်းမမှန်ကန်ကန်တတိထားနိုင်ခြင်းမမှန်ကန်ကန်စိတ်တည်ငြိမ်အောင်ထားခြင်းလို့ဆိုရဲဟောဒီမဂ်ကင်တရားတွေတိုင်းကျင့်ကြံကြိုးကိုအထောက်မှသာလျှင်ဒီတန်ရောစဉ်ကျိုးဆိုတာတွေပြတ်မယ်လို့ကိုယ်စီသဘောကျပြီးတော့တန်ရောစဉ်ကျိုးတွေဖြတ်နိုင်အောင်ကျင့်ကြံကြိုးကိုအထောက်ခြင်းဖြင့်တန်ရောစဉ်ကျိုးအားလုံးဖြတ်တောက်သွားပြီး30ဘုံဘုတွင်းကနေပြီးတော့အားလုံးလွတ်ကင်းကနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုကြရမှာလို့ယုံကြည်သည့်အတိုင်းကျင့်ကြံကြိုးကိုအားထုတ်နိုင်ကြပါစေကုန်သတည်းကဲမေတ္တာပို့ရအောင်တတ္တဝါများစွာရေရန်กว่าချမ်းသာကြပါစေတတ္တဝါများစွာရေရန်กว่าချမ်းသာကြပါစေမေတ္တာရေချမ်းသုံးကားဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးကားဖြံငြိမ်းချမ်းကြပါစေသက်ရှိကျမ်းမာစိတ်ချမ်းသာဝိရဆန္ဒပြေပါစေသက်ရှိကျမ်းမာစိတ်ချမ်းသာဝိရဆန္ဒပြေပါစေဘုံလန္တာဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမာမနောတရတိတဝေတံပဝါယံတုသုကန္တကာမေတ္တာပုံနေတုသင်္ကမာစုပေါင်းပုအပ်မေတ္တာတဟုရောင်ပြူပါဝင်းငွေလမင်းနှင့်ရောင်ခြင်းရှက်ယုံပေါင်းဆောင်ရခြင်းကြောင့်သဗ္ဗေတံကျွမဲ့ဥသုံးလုံးစုံများစွာတတ္တဝါတို့၏မနောတရတိမြင့်မြတ်ဖြူစင်အေးကြည်လင်းသည့်ရေစဉ်ပြည်တင်းစိတ်နှလုံးသည်ဟုသောရေအိုင်ကြီးအတွင်၌ဒုက္ခပင်ကသာစင်ထာဝရအေးမြကြည်သာတာယာပွင့်လန်းချမ်းသာဒုက္ခဒီဟုသောကုမုဒ္ဒရာဇာပန်တို့သည်ဘုံလန္တဝန္တာရှင်မြူဝမုံလူလည်းရဲ့ကြည်နူးဝဲကြုံဖူးပွင့်ကြကုန်သည်ဖြစ်၍ဒုက္ခနကလေအောင်လေတဲ့ရောရှက်သင်ပြပိတိတိဟုသောယနံတို့သည်ဘဝယံတုကောင်းစွာမသွေကြိုင်လိုက်၍နေကြပါစေကုန်တည်း